နေဥပရိသနံပါတ်2ကတော့မိတ်ဆွေတွေကိုမယုံနဲ့ရန်သူကိုအသုံးချတတ်ပါစေတဲ့ကျွန်တော်တို့ဒီမိတ်ဆွေတွေဆိုတာကသူ့အကြောင်းကိုယ်အကြောင်းပေါ့နော်ကောင်းတာတွေရောမကောင်းတာတွေရောတခြားသူတွေပို့ပြီးတော့သိထားတယ်အဲ့တော့ဒီမိတ်ဆွေတွေတယောက်နဲ့တယောက်အဆင်မပြေဖြစ်တဲ့အခါမှာကတောက်ကဆတွေဖြစ်တဲ့အခါမှာဒီမကောင်းတဲ့တွေကိုပတ်ဝန်းကျင်မှာပြောရကြတယ်အပုတ်ချရတယ်ပေါ့ဗျာအဲ့တော့မိတ်ဆွေတွေဆိုတာကအရန်ယုံလို့မရဘူးတဲ့ရန်သူဆိုတာကကြတော့အဲ့လိုမျိုးမဟုတ်ဘူးကိုယ့်အနေနဲ့သူ့ကိုယုံကြည်လို့ရတယ်ဆိုတဲ့ကြောင့်တက်တည်ပြဖို့လိုတဲ့အတွက်ကြောင့်သူဟာကိုယ်နဲ့တွဲလို့တဲ့အလုပ်တိုင်းကိုတိတိကျကျစီစီဆက်ဆက်လုပ်တယ်အဲ့ဒါကြောင့်ရန်သူတွေကိုအတုံးချတတ်ပါစေမိတ်ဆွေတွေကိုမယုံနဲ့ဆိုပြီးပြောထားပါတယ်ငါမှရန်သူတွေမရှိဘူးမိတ်ဆွေတွေပဲရှိတာဆိုပြီးတော့လေအနေအေးမနေနဲ့ရန်သူမရှိလို့လည်းအနေမအေးဘူးပေါ့နော်ရန်သူရှိလို့အနေခိုင်းတာကြီးလည်းရှိတယ်အဲ့ဒါကြောင့်မလို့ကြံဖန်ပြီးတော့မှရန်သူမူရမ်းမယ်ဆိုပြီးစိုင်းဆရာပြောထားပါတယ်ကျွန်တော်တို့ကခိုးကိုရမဲနေတဲ့ချိန်အားကိုရမဲနေတဲ့ချိန်တယောက်တည်းအထီးကျန်နေတဲ့အခါမှာဆိုရင်ဒီမိတ်ဆွေတွေကိုပို့ပြီးတော့တောင်းတတတ်ကြတယ်အဲ့တော့မိတ်ဆွေတွေရှိတယ်ဆိုတာကကောင်းတာတော့ကောင်းပါတယ်ကျွန်တော်တို့ဒီဘဝဆိုတာကဗျအခက်အခဲတွေဒုက္ခတွေအရင်များတဲ့အတွက်ကြောင့်မလို့ကို့မှာမိတ်ဆွေတွေရှိတယ်ဆိုရင်ဖြတ်တန်းရတာပို့ပြီးတော့လွယ်ကူတယ်အဲ့တော့ဒီမိတ်ဆွေတွေရဲ့အားကိုးနေပေါ့ဗျအခက်အခဲတွေကိုရင်ဆိုင်နိုင်တယ်ဒုက္ခရောက်တဲ့အခါမှာအပြန်အလှန်ကူညီရင်းနဲ့ဘဝကိုရှေ့ဆက်ပြီးတော့သွားနိုင်ကြတယ်ဒီနေရာမှာပြဿနာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေဆိုတာကတယောက်အကြောင်းတယောက်အကုန်မသိဘဲနဲ့အကုန်သိတယ်လို့ထင်နေကြတာပါကျွန်တော်တို့ဒီမိဘနဲ့သားသမီးပဲဖြစ်ဖြစ်လင်မယားတွေပဲဖြစ်ဖြစ်တယောက်အကြောင်းတယောက်အကုန်မသိပါဘူးလူတယောက်ရဲ့စိတ်ထဲကအတွေးတွေသူ့ရဲ့အယူဆတွေဆုံးဖြတ်ချက်တွေကိုပေါ့ဗျာဘယ်သူမှအကုန်မသိနိုင်ပါဘူးအဲ့ဒီလူပဲသိနေတာကျန်တဲ့လူတွေတယောက်မှအကုန်မသိနိုင်ပါဘူးဒီနေရာမှာတချို့မိတ်ဆွေတွေရှိပါတယ်ကိုကအကြောင်းအရာတစ်ခုခုကိုရဲ့အယူဆတစ်ခုကိုပြောလိုက်တဲ့အခါမှာသူ့အနေနဲ့သဘောတော့သိမတူဒါပေမဲ့လို့မိတ်ဆွေဆိုတဲ့ဒီအပေါင်းအသင်းစီးလေးပြတ်သွားမှဆိုတဲ့အတွက်ကြောင့်အေးဟုတ်တာပေါ့ကွာအေးမှန်တာပေါ့အေးဟုတ်တယ်အဲ့လိုမျိုးစသဖြင့်အင်းဆိုပြီးတော့ခေါင်းငိမ့်တတ်ကြပါတယ်ဒါကတကယ်ပေါ့နော်သဘောတူလို့လက်ခံလို့ထောက်ခံတယ်ဆိုတာတဲ့လိုက်လျောညီတွေဖြစ်အောင်လို့အပေါင်းအသင်းဆိုတဲ့စီးလေးပြတ်မှဆိုလို့လက်ခံပေးတဲ့တာပါခေါင်းငိမ့်ပေးတဲ့တာပါအဲ့တော့အဲ့လိုမျိုးအခြေအနေလည်းရှိပါတယ်တကယ်စိတ်ရင်းနဲ့ပေါင်းနေတဲ့မိတ်ဆွေဆိုတာကရှားပါတယ်လီယူရာရင်းတဲ့အနေနဲ့ပဲပေါင်းနေကြတာပါကျွန်တော်တို့ဒီမိတ်ဆွေပေါင်းတဲ့နေတငယ်ချင်းတွေဆိုတာကစီးပွားရေးလုပ်ငန်းတွဲလုပ်တဲ့အခါမှာပို့ပြီးတော့တည်တာတယ်ငွေကြီးဆိုင်ရာလုပ်ငန်းတစ်ခုခုတွဲလုပ်ပြီးဆိုရင်ပို့ပြီးတော့တည်တာလာတယ်သူတို့ရဲ့နောက်ွယ်ကဖုံးကွယ်ထားတဲ့အပြုအမူတွေစကားပြောဆိုတွေတစ်ခုချင်းထွက်ပေါ်လာတာအဲ့ဒီမှာကျွန်တော်တို့အနေနဲ့ပေါ့နော်အစားပိုင်းမှာတော့တယောက်နဲ့တယောက်နားလည်ပေးကြတယ်ခွတ်လွတ်ပေးကြတယ်ဒါပေမဲ့လို့ကြာလာတဲ့အခါနားလည်ပေးရတာများလာတဲ့အခါခွတ်လွတ်ပေးရတာတွေများလာတဲ့အခါမှာဒီတငယ်ချင်းဆိုတဲ့တန်ရုံးစင်ကျူဟာဖြည်းဖြည်းချင်းပြေသွားတယ်အပေါင်းအသင်းဆက်ဆံရေးဆိုတာကြီးကဖြည်းဖြည်းချင်းပြိုလဲလာတယ်နောက်ဆုံးမှတော့လုံးဝမရှိတော့အောင်ဒီပြိုပြက်သွားတယ်ကျွန်တော်တို့ဒီအပေါင်းအသင်းတငယ်ချင်းနဲ့စီးပွားရေးလုပ်တယ်ဆိုတဲ့အခါမှာအကြီးမားဆုံးတော့ဆိုကြွားပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ပြောတဲ့စကားတွေထိရောက်မှုအားနေသွားတာပဲတနည်းအားဖြင့်ကိုယ့်ရဲ့အရှိန်အဝါစကားပြောဆိုဩဇာအာဏာတွေကျဆင်းသွားတာပဲလုပ်ငန်းခွင်ထဲမှာကိုယ့်ရဲ့တငယ်ချင်းပေါင်းတွေအသုံးမကျဘူးဆိုတဲ့အခါမှာသူလုပ်တာတွေမှားသွားတဲ့အခါမှာကျွန်တော်တို့အနေနဲ့သူ့ကိုဆဲဖို့ဆိုဖို့ငေါငန်းဖို့ဆိုတာလည်းအဆင်မပြေဘူးဒါပေမဲ့လုပ်ငန်းခွင်ထဲမှာသုံးမကျဘူးဆိုလို့ရှိရင်လည်းကိုယ့်လုပ်ငန်းတွေထိခိုက်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတငယ်ချင်းပေါင်းတဲ့တယောက်နဲ့အလုပ်တွဲလုပ်ရတဲ့အခါမှာအဆင်မပြေမှုတွေအများကြီးရှိတယ်သူဟာဒီကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာအရေးချင်းရှိလို့ဆိုတာတဲ့ကိုယ့်ရဲ့အပေါင်းအသင်းမလို့ခံထားရတာအဲ့တော့ရှေ့တူလို့လည်းမရနောက်ဆုတ်လို့လည်းမဖြစ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်လာတတ်တယ်အဲ့တော့နောက်ပိုင်းပေါ့နော်သူကိုယ်တငယ်ချင်းအပေါင်းအသင်းလုပ်တဲ့အလုပ်တွေမှားလာတဲ့အခါချွင်းချက်တွေများလာတဲ့အခါအားနည်းချက်တွေများလာတဲ့အခါမှာဟာငါတော့သူ့ကိုအလုပ်ခံပြီးတာမှားပြီးလားမသိဘူးသူနဲ့အလုပ်တွဲလုပ်ပြီးတာငါတော့မှားပြီးလားမသိဘူးဆိုပြီးကိုပြစ်တင်တာတွေဖြစ်လာတတ်တယ်စိတ်ဆင်းရဲမှုတွေဖြစ်လာတတ်တယ်အပေါင်းအသင်းတငယ်ချင်းနဲ့စီးပွားရေးတွဲလုပ်တယ်ဆိုတဲ့နေရာမှာဆိုင်းစရာပြောထားတဲ့စကားတစ်ခုရှိပါတယ်စီးပွားရေးလုပ်ငန်းဆိုတာကတဲ့အပေါင်းအသင်းဆက်ဆံရေးအတွက်လုပ်လို့နေရမှာမဟုတ်ဘူးတနည်းအားဖြင့်အပေါင်းအသင်းတငယ်ချင်းရဖို့အတွက်အပေါင်းအသင်းတွေများလာဖို့အတွက်အလုပ်လုပ်နေရမှာမဟုတ်ဘူးအဲ့တော့လုပ်ငန်းခွင်ဒီတခဏတငယ်ချင်းအပေါင်းအသင်းဆက်ဆံရေးဒီတခဏဒီလုပ်ငန်းခွင်ထဲမှာတငယ်ချင်းဆိုတဲ့အကန့်ယူဖြတ်ထားလိုက်တဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းခွင်တွေကလူတွေနဲ့အရင်ရွတ်တော့ဝင်နေပြစရာမလိုဘူးသူတို့ပုံမှာလည်းစေနာအရင်ကောင်းပြနေစရာမလိုပါဘူးတဲ့စေနာရှိတယ်ဆိုရင်ရပြီစေနာမမွေးရင်ရပြီစေနာရှိတယ်ဆိုတော့ကကျွန်တော်တို့ဒီအပေါင်းအသင်းဆက်ဆံရေးကဏ္ဍမှာပဲဖြစ်ဖြစ်စီးပွားရေးလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်စေနာရှိတယ်ဆိုရင်လုံလောက်ပါတယ်ဆိုပြီးပြောထားတယ်ရန်သူဆိုတာကကြတော့မတူးဖော်ရတဲ့ရွှေရင်းမိုင်းလို့ပဲအတုံးချတတ်မယ်ဆိုရင်ကောင်းကျိုးတွေအများကြီးရနိုင်တယ်နပိုလီယန်ကဒီပြင်သစ်တော်လှန်ရေးပြီးမှသူ့ကိုယ်သူ Acre ဆိုပြီးတော့ကျင်းညာပြီး
ဧကရစ်ဆိုပြီးကြီးညာပြီးတော့အုပ်ချုပ်ခဲ့တယ်အစားတော့ပြည်သူ့သမ္မတနိုင်ငံတော်အသစ်ဖြစ်သွန်းလှန်ရေးလုပ်ခဲ့တယ်နောက်တော့ဒီဗြိတိန်စနစ်ကိုပြန်သွားတာဆိုတော့တိုင်းပြည်ကဖီယိုဖီယဖြစ်နေရပေါ့အဲ့ဒီချိန်မှာပဲနပိုလီယန်ရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်တာဝန်ယူထားတဲ့တယ်လီယွန်ကနေပြီးတော့တိုင်းပြည်ကိုကြည့်နပိုလီယန်ကိုကြည့်ပြီးတော့ဟာမဟုတ်သေးပါဘူးအဆင်မပြေပါဘူးဆိုပြီးတော့နပိုလီယန်ကိုပုံကန်မှုတွေစန့်ကျင်မှုတွေ1809ခုနှစ်မှာလျှို့ဝှက်ကြံစည်ခဲ့တယ်အဲ့တော့ဘရင်တစ်ပါးကိုစန့်ကျင်ရမှာဧကရစ်တယောက်ကိုစန့်ကျင်ရမှာဆိုတဲ့ကြောင့်ဒါကြီးဟာအသက်အန္တရာယ်ကြီးတယ်ဆိုတော့လေသူသိတယ်နောက်ပြီးတော့တယောက်တည်းနဲ့လုံးလို့မရနိုင်ဘူးဆိုတော့လေသူကောင်းကောင်းကြီးသဘောပေါက်တယ်အဲ့လိုနဲ့သူကလက်တွဲပေါ်တွေရှာတယ်ပေါ့ရှာတဲ့အခါမှာအပေါင်းအသင်းတငယ်ချင်းတွေကိုငါရွေးမယ်ဆိုလို့ရှိရင်တဲ့ငါရဲ့မကောင်းကြောင်းတွေကိုသူတို့သိထားတဲ့အတွက်ကြောင့်ဒီကြံစီအောင်မြင်မှာမဟုတ်ဘူးအဆင်ပြေမှာမဟုတ်ဘူးအဲ့မှာသူကဘယ်သူ့သွားယူလဲဆိုတော့သူ့ကိုလောက်ကြံတက်ပြတ်ဖို့စီစဉ်ခဲ့ဘူးတယ်စုံလန်းထောင်လိုက်ရရှိကြအောင်ဖူရှဲဆိုတဲ့လူတယောက်ကိုသွားရွေးတယ်အဲ့ဒီမှာဖူရှဲကလည်းပဲတယ်လီယွန်ရဲ့ကန်လန်းမှုခံရတာဆိုတော့သူ့ကိုယ်သူရေးပါတဲ့လူတယောက်လိုခံစားသွားရတယ်ဖြစ်ချင်တော့ကြတော့အဲ့ဒီဖူရှဲကလည်းပဲနပိုလီယန်ကိုသဘောမကျဘူးဆန့်ကျင်ခြင်းနေတာအဲ့လိုနဲ့သူတို့နှစ်ယောက်တွဲမိသွားတယ်ပေါ့အစားတော့သူတို့နှစ်ယောက်ရဲ့ကြားထဲမှာရန်ညိုးရန်စားတွေရှိတယ်အညိုးလေးတွေရှိတယ်ဒါပေမဲ့လို့အခုလိုပေါ့နော်အသက်အန္တရာယ်ကြီးမားတဲ့လုပ်ငန်းစဉ်တစ်ခုကိုအတူတူတွဲလုပ်လိုက်ခြင်းအပြင်သူတို့နှစ်ယောက်ရဲ့ကြားထဲမှာဆက်ဆံရေးတွေပို့ပြီးတော့ကောင်းမွန်လာတယ်တယောက်နဲ့တယောက်ယုံကြည်လို့ရကြောင်းစိတ်ချလို့ရကြောင်းကိုတက်တည်ပြဖို့လိုတဲ့အတွက်ကြောင့်မလို့အလုပ်တွေလုပ်တဲ့ခါမှာလည်းပဲတိတိကျကျပြပြလုပ်ကြတယ်ရန်သူကိုကြောက်သွန်းတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကနေကန့်လှမ်းမယ်ဆိုလို့ရှိရင်ကိုကနေပြီးသူ့ကိုပေါ့နော်အတောင်ကြီးတစ်ခုလုံးရွှေ့ပေးပါလို့ပြောရင်တော့မှအဲ့ဒီတောင်ကြီးကိုရွှေ့ပေးကြမှာပါဒီဖြစ်စဉ်မှာတယ်လီယွန်ရဲ့ယူကျင်မှုမှန်ကန်တယ်လို့ဆိုရလိမ့်မယ်ဘာဖြစ်လဲဆိုတော့နပိုလီယန်ကြာရှုံးအောင်တော့သူတို့မလုပ်ခဲ့နိုင်မိမယ်လို့ဒီနပိုလီယန်ရဲ့ကြာရှုံးကန်းကိုရောက်စေမယ်လမ်းစာတွေကိုသူတို့လုပ်ခဲ့နိုင်တယ်နောက်ပြီးတော့တယ်လီယွန်နဲ့ဖူရှက်ရဲ့ဆက်ဆံရေးတွေလည်းလုံးဝကြီးကိုကောင်းမွန်လာတယ်အရင်ကတည်းကပို့ပြီးတော့အဆမတန်ကောင်းမွန်လာတယ်အဲ့တော့ဒါကြီးရပေါ့နော်ဒီတမိုင်းဖြစ်ရတဲ့မှာလေးစားပွဲအတူယူပွဲတာရကတူလေးစားပွဲအတူယူပွဲတာရကတစ်ခုအနေနဲ့ကျန်နေခဲ့တယ်ဒီနေ့မှာစိုင်းစရာကောက်ချက်ချပြတာတစ်ခုရှိတယ်အညိုလေးတွေကိုခြေဖြတ်လို့ရရင်ခြေဖြတ်လိုက်ပါရန်သူကြောင့်ကိုယ့်ရဲ့လုပ်ငန်းစဉ်တွေပြတ်သွားတာမျိုးမဖြစ်စေနဲ့အမုန်းတရားတွေအညိုလေးတွေကိုခြေဖြတ်လို့ရရင်ခြေဖြတ်လိုက်ပါရန်သူရှိနေလို့ဆိုပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုမပြောက်စေနဲ့ရန်သူကိုအသုံးချပြီးတော့ကိုဖြစ်ချင်တာတွေကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုပြည့်အောင်ဖြည့်ဆည်းပါတဲ့အဲ့တော့ဩဇာအာဏာအရှိန်အဝါကိုအရင်ပြုတဲ့လူတိုင်းဒီပဋိပက္ခတွေပြဿနာတွေဆိုတာကိုဝမ်းပန်းသနာလက်ခံနိုင်ရမယ်အဲ့တော့ပြဿနာမဖြစ်အောင်နေမယ်ဆိုတာမျိုးလုပ်လို့မရဘူးပြဿနာဖြစ်လာရင်လည်းပဲရင်ဆိုင်နိုင်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမိတ်ဆွေတငယ်ချင်းတွေအပေါင်းအသင်းတွေဆိုတာကဆာလောင်မွတ်သိမ့်နေတဲ့ချင်းသေးနဲ့တူတယ်တဲ့ချင်းသေးပါဇက်တဲ့ကိုလက်ထည့်လိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတာလူတိုင်းသိကြတယ်ချင်းသေးကတကယ်မကြိုက်တော့ပါဘူးကွာဆိုပြီးတော့ဘယ်သူမှလက်တွေမစမ်းတတ်ကြဘူးအဲ့တော့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေဆိုတာအဲ့ချင်းသေးနဲ့တူတယ်တဲ့ကိုယ်ကိုကိုက်ရုံခဲရုံနဲ့မဟုတ်ဘူးတကူလုံးဝါစာပြမှာအဲ့တော့ကိုကျိုးတွေလိုရလို့ရှိရင်ရန်သူကိုလည်းအသုံးချတတ်ရမယ်ကျွန်တော်တို့ဒီအညိုလေးတွေအမုံတရားတွေဆိုတာကတဲ့ဒီတနက်ထဲမှာရှိနေတဲ့ကြည်စံလိုပဲအဲ့တော့တနက်ဆိုတာပြင့်မှာအသုံးဝင်တာမဟုတ်ဘူးချင်းချောက်လို့လည်းရတယ်တခါတလေမှာချင်းချောက်ပြီးတော့အလုတ်ပြီးမြောက်သွားတာတွေလည်းအများကြီးရှိတယ်ကောင်းကျိုးတွေပိုပြီးဖြစ်ထွန်းတာတွေရှိတယ်လူတယောက်ကိုတနက်နဲ့ချင်းပြီးတော့မင်းငါနဲ့ပေါင်းတင်လုံးမလားအသေးခံမလားလို့ဆိုရင်အပေါင်းတင်လုံးမဲ့လူပဲများပါတယ်အဲ့တော့အညိုလေးဆိုတာကကြည်စံနဲ့တူတယ်တဲ့ပြစ်ထင်မှာအသုံးဝင်တာမဟုတ်ဘူးချင်းချောက်ရုံနဲ့လည်းအသုံးဝင်တာတွေရှိတယ်အဲ့တော့ရန်သူကိုဟန်ဆောင်ပြီးတော့လည်းဝိဖက်တတ်ရမယ်လက်ဆွဲနှုတ်ဆက်တတ်ရမယ်အပေါင်းအသင်းကြောင့်အကျိုးဖြစ်တဲ့လူတွေရှိတယ်အဲ့ဒါထက်ပေါ့နော်ရန်သူကြောင့်အကျိုးဖြစ်ထွန်းအောင်ပို့ပြီးလုံနိုင်တဲ့လူကိုအမျှော်မြင်ကြည့်တဲ့လူလို့ခေါ်ပါတယ်